နေရက်တရက်ကိုအတန်နိုင်ဆုံးကောင်းမွန်ပျော်ရွှင်စွာဖြတ်သန်းခြင်းကြတယ်။ဒါပေမဲ့တတိမမူမိပဲကိုလုံနေမိတဲ့အလုပ်တွေကကိုစိတ်တွေကိုထိုင်းမှိုင်းပြီးညှဉ်းညူနေစေပါတယ်။ဒီနေ့ focus လေးမှာတော့ဘယ်အရာတွေကကိုယ့်ရဲ့ energy တွေကိုစိုးယူနေလဲ။ဘယ်အပြုအမူတွေကကို energy တွေပေးနေတယ်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ခုပြောပြပေးမယ့်အချက်တွေဟာခြုံကိုယ်တိုင်တကယ်လက်တွေ့ကျင့်သုံးရှောင်ရှားပြီးမှမျှဝေပေးတာမို့အားလုံးအတွက်လည်းအသုံးဝင်မယ်လို့ထင်ပါတယ်။တရားထိုင်တာလေ့ကျင့်ခန်းလုပ်ယောဂဆော့တာရေများများတောက်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာနေရောင်ခြည်နဲ့ထိတွေ့ပေးတာသချင်းနားထောင်တာလက်ဆက်တဲ့လေကိုရှူတာတဘာဝတရားနဲ့ထိတွေ့ပေးတာအသီးအရွက်များများစားတာကိုဂရုစိုက် self care လုပ်တာဝါသနာပါတဲ့အလုပ်တွေလုပ်တာများများရေပေါ်ပေးတာကောင်းမွန်တဲ့ဆက်ဆံရေးတွေဒါတွေကလူတစ်ယောက်အတွက်တကယ်လိုအပ်တဲ့ energy giver တွေပါဒါပေမဲ့သူများအကြိုက်လိုက်လုပ်ပေးနေတာအတွေးများတာမကောင်းတဲ့အတွေးတွေအတွေးများတာ screen time အရမ်းများတာလှုပ်ရှားမှုနေတာအနားမယူပဲအလုပ်လုပ်တာစိုးရိမ်ပူပန်ကြောက်စိတ်တွေတန်တရားနဲ့ stress တွေများတာတွေကကိုယ်မှာရှိနေတဲ့ energy တွေကိုမရှိတော့အောင်ယူသွားပါလိမ့်မယ်။အပေါ်ကပြောသွားတဲ့အချက်တွေအတိုင်းလှုပ်တင်တာလှုပ်ပြီးရှောင်တင်တာရှောင်မယ်ဆိုရင်တပတ်အတွင်းမှာပဲကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာပြောင်းလဲမှုလေးတွေတွေ့လာရပါလိမ့်မယ်။ဒါကြောင့်ဒီအချက်တွေကိုသေချာသတိထားပြီးနေ့ရက်တွေကိုဖြတ်သန်းကြစီချင်ပါတယ်